အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးဖို့ရှိနေတာကတော့နပန်တော့ကပါရမီရှင်လေးမောင်ကျော်လာရဲ့ကြံရှိနေသေးတဲ့ဇလန်းလေးရဲ့အပိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာရွာလေကိုပြတဝိုင်းမှာဆရာကောင်ရဲ့သွေးကွန်ရဲ့ကျိုးတွေကဘုံမူနီရဲလာပြီးအသက်ရှူရကြက်လောက်တဲ့အထိအော်လန်စိမ့်ငွေတွေထွက်ပေါ်နေခဲ့ပါတယ်မောင်ကျော်လာလေးရဲ့ရွှေရောင်အလေးတိုင်းကြီးကတော့တစားစားနဲ့အကွဲချောင်းတွေပေါ်လာပြီးအယောင်မှိန်လာခဲ့တော့တာပေါ့ဟာကောင်းစုံလေးမင်းရဲ့ဓမ္မအလင်းတိုင်းကြီးကပြည့်စည်တော့မယ်အေးမင်းတို့၃ယောက်လုံးငါရဲ့အစီရင်အောက်မှာအသက်ပြောက်ရတော့မယ်ကွာတရပင်ဦးကြီးရဲ့ရိတ်ထဲကနေဆရာကောင်ရဲ့ဝိညာဉ်ပုံရိပ်ကြီးကရဲဆက်ဆက်အော်ဟစ်ရဲမောရင်ကိုပြယောက်ကကလေး၃ယောက်စီကိုတရွေ့ရွေ့တိုးကပ်လာခဲ့ပါတယ်ကိုပြဘောကအော်လန်းရှင်ကြောင့်ရှေလက်တွေတောင်းတင်ပြီးလှုပ်မြဖြစ်နေတဲ့ဥမာတွေငါမျက်ရည်တွေဝဲရင်တောင်းပြသူနဲ့ကြံကလေး၂ယောက်ကိုကြည့်ရင်တာကျော်လာကိုပြူမောင်တန်းဖေကျုပ်တို့ကလေးတွေကိုကဲကြပါဦးဘယ်သူမှမကဲနိုင်တော့ဘူးလားဗျာတကြီးဦးသားကြီးကလည်းသွားတွေကိုကြည်ပေါ့အောင်ကြည်ရင်ဦးမောင်ခမည်းဗျာကပီးရတယောက်ဖြစ်နေပြီဖျားစာလေးပါလေအာယုံပြုတ်ပါလားဗျာရတဲ့ဖျားစာအကျေကြီးယူစမ်းဗျာဒီအတိုင်းကိုကလေးတွေဒုက္ခရောက်တော့မယ်ဗျာကပီးရကြီးဦးမောင်ကတော့ကြောက်လွန်းလို့မျက်စိကိုစုံမိတ်ထားပြီးငါလည်းရွတ်နေပါတယ်ဟာတာအီးရစိတ်ကမတည်ငြိမ်တော့ဖျားစာကြီးလည်းဟိုရောက်ဒီရောက်နေကွာခမည်းဗျာလူကြီးတယောက်ဖြစ်ပြီးကလေးတွေတော့မတည်ငြိမ်မင်းပြောလဲခံရမှာပဲကွာငါတသက်နဲ့တကူခုလိုမြေဝါးတင်နေမကြုံဘူးဟာဒိုးချိန်မှာသွေးကွန်ရဲ့ကြိုးတဆောင်ကကိုပြူရဲ့ရှေးကျွန်းကိုဖြတ်ခနဲ့လာပက်လိုက်ပါတော့တယ်အာပူတယ်ငါရှတော့ကိုမီးနဲ့ထိုးနေသလိုပဲကျော်လာကဲပေါင်းကွာတောင်းလေးကိုပြူကထိတ်လိုက်တုံလုံးဆိုအောင်ကိုပါတော့တယ်ဘေးနာကမောင်တန်းကတော့ကြောက်စိတ်တွေကိုအန်ကျိတ်ဖြောက်ပြဲရင်သူကိုယ်တိုင်လုံးထားတဲ့လောက်စာလုံးလေးတစ်လုံးကိုကောက်ကရော့ပါတေးသမ်းမကောင်းဆိုအတေးသမ်းငါလေးချက်ကိုမြည်ကြည့်သမ်းပါဒါပေမဲ့မောင်တန်းပြစ်လိုက်တဲ့လောက်စာတွေကဆရာကောင်ရဲ့ဝိညာဉ်ပုံရိပ်ကိုမကြည့်ပဲလေထဲမှာတွင်ဖုံမုံတွေအဖြစ်ပြာကျသွားခဲ့ရတော့တာပေါ့သူကမောင်တန်းကလည်းဘာလို့မထီတာလဲကြော်လာရငါတို့ဘာဆက်လုပ်ကြမလဲကွာတထူးတော့လို့ကွာမင်းတကူတွေထုတ်လေကွာမောင်တန်းကများအကြောက်လွန်ပြီးစကားတွေလည်းမပြီးတော့ပါမောင်ကျော်လာလေးကဖြူစင်တဲ့မြေဝန်းအစုံနဲ့တငယ်ချင်း၂ယောက်ကိုကြည့်လိုက်ပါတယ်ကလေးငယ်ဟာအသက်၄နှစ်ပဲရှိသေးပေမဲ့သူ့ရဲ့ဝမ်းတွင်းပါရမီကြောင့်စိတ်တက်ကလူကြီးတွေတည်းပဲပုံမူတည်ငြိမ်နေခဲ့ပါတယ်သူကကိုပြူနဲ့မောင်တန်းရဲ့လက်ကိုပိုးပြီးကြည်ပေါအောင်စုပ်ကန်လိုက်ကလေးနဲ့တဲ့အတန်လေးနဲ့မိတ်ဆိုလိုက်ပါတယ်ကိုပြူနဲ့မောင်တန်းမငိုကြနဲ့နော်ကြောက်လည်းမကြောက်ကြနဲ့ငါတို့တွေဖះကိုအာယုံပြုပြီးတော့သစ္စာဆိုကြမယ်ကွာငါပြောသလိုမင်းတို့နောက်ကလိုက်ပြောကြလားကျော်လာလေးကမျက်လုံးကိုစုံမိလိုက်ပြီးသူ့ရဲ့ညာဘက်လက်ဘဝကစက်ကြပုံတဲ့အရေးအကြောင်းလေးကိုရင်ဘက်ပေါ်မှာတင်လိုက်ကသစ္စာအတိတ်ထံပြုပါတော့တယ်တပည့်တော်တို့ဟာမွေးကလေးကဖះတရားတန်ခါကိုပဲတရဏဂုံစောက်တီးခဲ့ပါတယ်ဖះအဲ့ဒီစကားမှန်ကန်ရင်မကောင်းဆိုးဟာဆရာကောင်ရဲ့အော်လန်းမောင်သူတွေရှင်းရှင်းပြည့်စည်ပါစေတာကိုပြူကမျက်ရည်တွေကိုတုံရင်လိုက်ဩပါတယ်တပည့်တော်လည်းဖះကိုညာအိတ်ခံနေတဲ့ဥစားအိတ်ပါရဲ့ဖះဒီသစ္စာစကားမှန်ရင်ငှက်ကြီးသေးပါစေဖះကျော်လာနဲ့ကိုပြူလေးနီးတူမောင်တန်းကလည်းနှက်ရှိတွဲလောင်းလေးကိုနှာခေါင်းထဲပြန်ရှုပ်သွင်းရင်တပည့်တော်လည်းတူပဲဖះဦးလေရှာအိတ်ပါရဲ့ဖះအမေကစွန်းတော်စွန်ခိုင်းရင်လည်းနိုင်မစားတော့ပါဘူးဖះကလေး၃ယောက်ရဲ့အပြည့်ကိစ္စင်ပြီးဖြူစင်လာတဲ့သစ္စာစကားများပြီးဆုံးသွားတဲ့အချိန်မှာပဲကျော်လာလေးရဲ့ညာဘက်လက်ဘဝကနေရခင်ကားတဲ့အစာပေါင်းများစွာပုံမကြီးမှပြီးတောက်ပလာတဲ့ရွှေဝါရောင်အလင်းလုံးကြီးဝုန်းကနေထွက်ပေါ်လာခဲ့ပါတယ်ထိုရွှေရောင်အလင်းလုံးကြီးဟာကိုပြတဝိုက်မှာဘုံပေါက်ကွဲသလိုမျိုးပြားထွက်သွားပြီးမြေကြီးပေါ်ကသွေးကွန်ရဲ့ကျိုးတွေကိုဆက်ရှင်းပြီးမိခိုးဖြူတွေအဖြစ်တက်ပြက်ပျက်စီးသွားစေခဲ့ပါတော့တယ်တဲပင်ရိတ်ထဲကနေဆရာကောင်ရဲ့ဝိညာဉ်ပုံရိပ်ကြီးဟာထိုမေတ္တာသစ္စာအလင်းတန်ကိုမခံနိုင်ပဲရှင်ဘက်တဲ့ကိုလည်းနေပြီးကစူးစူးပါအော်ဟစ်လိုက်ရပါတယ်သူရဲ့ဝိညာဉ်ပုံရိပ်ဟာတဖြည်းဖြည်းနဲ့အကွဲပြီးလွင့်စင်မတက်ဖြစ်လာခဲ့တော့တာပေါ့ဆရာကောင်ကကျော်လာလေးကိုရက်ဆက်ထိတ်လန့်တဲ့မျက်ဝန်းတွေနဲ့စူးစိုက်ကြည့်ရင်သွေးအမတက်အော်ဟစ်လိုက်ပါတယ်အောင်မမင်းလိုမလောက်လေးမလောက်စား
လက်တော်လို့လေးကဒီလောက်ထိအစွမ်းထက်တဲ့သစ္စာအတိတ်တန်ကိုလုံးနိုင်တယ်ပေါ့ဟုတ်လားအေးလေကောင်းပြီအခုငါရဲ့ဝိညာဉ်အစီရင်ပျက်စီးသွားပြီမယ်ငါရဲ့တပည့်နောက်တစ်ယောက်ရှိသေးတယ်ကွာအေးသူကမင်းတို့ရွာတဲ့ကိုလူရောင်ဆောင်ပြီးဝင်လာလိမ့်မယ်အဲ့ဒီအရှင်ကြရင်တော့မင်းဘယ်လို့မှသိမှာမဟုတ်တော့ပါဘူးကောင်းလေးอ่ะဆရာကောင်တယောက်စိတ်ထဲမှာကျင်းဝလိုက်ရင်လေထဲမှာတင်ကြွေမွပျက်စီးသွားပြီးပျောက်ကွယ်သွားပါတော့တယ်တပြိုင်နက်တည်းမှာပဲကိုပြစ်ဘောကလူကြီးတွေလည်းအောက်လန်းအရှင်ပြေသွားပြီးရှက်ရှင်းလှုပ်ရှားလိုက်နိုင်ကြပါတယ်ကာလီကျော်လာကိုပြူမောင်တန်းမင်းတို့အစဉ်ပြေကြရလားဟင်ဥမာရင်ကကိုပြစ်ဘောကနေအပြေးလောဆင်းလာပြီးတားပြစ်သူကိုကိုယ်ရှိလိုက်ပါတယ်တကြီးဦးသားကြီးကလည်းရင်ဘက်ကိုလက်နဲ့တက်ရင်တကယ်ကိုထူးခြားတဲ့ကလေးတွေပဲကွာကလေး၃ယောက်ရဲ့တစ္ဆာစကားကအောက်လန်းစရာကြီးကိုမောင်းထုတ်နိုင်ပြီးတို့အသက်ဘေးကလွတ်တာဟေးနှုံးမဆိုလို့ကတော့မလွယ်ဘူးကပီယာရောင်ရောင်ဘာရောင်ရောင်များအောက်ကူမီလေးကတော့ကွာခုချိန်လူများမသားပေါ်နေလောက်ပြီချရော်လူကြီးဦးသားကြီးကပီယာကြီးဥမောင်ကိုရွက်ဆောင်ပြောလိုက်ရလူပြောတာလေကွာတာရင်မင်းငါအသက်ကြီးသွားလို့လားဘောကွာငါငယ်ငယ်အကြောင်းတွေကိုမင်းပြောပြလိုက်ရှင်သေးရဲ့အမလေးတော့ပါတော့ဗျာတော့ပါတော့ပြောလည်းမပြောပြနဲ့နားထောင်ဖို့လည်းရှိမရှိဘူးကဲကောင်လေးတွေမင်းတို့လည်းပြင်ပန်းကြကုန်ပြီကိုအိမ်ပြန်နားကြတော့ဟဲ့ထိုစဉ်ကိုပြူကရှေ့တော့ကိုပြန်ကြည့်ဝမ်းသာအားရဩပါတယ်မရှေ့တော့လှုပ်လို့ရပြီကွာလှုပ်လို့ရပြီကျော်လာမင်းတကယ်တော်တာပဲကွာအဲ့လိုပြောပြီးခုံပေါက်လောက်ရဘေးနာကမောင်တန်းရဲ့ရှေ့တော့ကိုသွားနေမိပါတော့တယ်အာဟဲ့အောင်ကိုပြူမလီအိုးမင်းငါရှေ့တော့အချိန်မှကြီးကိုနေမိနေပြီဟာမလခွန်ကွာဖဲမြဲဘိုးပြူကမျက်လုံးလေးပြူက sorry ဝဲမောင်တန်းရငါဝမ်းသာလုံးကွာမမြင်လို့ sorry နော်လာမင်းနဲ့တွေငါတုတ်ပြီမယ် no ကိုပြူမတုံနဲ့မင်းလက်ကြီးကငါထဲပူပြီးယုံမှုကောင်းတယ်နေရတယ်မောင်တန်းကပြောလိုက်ရလူကြီးများလို့စကားပြောနေကြတော့ကလေးများကိုကြည့်ပြီးလူကြီးများပဲလင်းတဟာနဲ့ဥလိုက်သေးလိုက်ရေမောလိုက်ပါတော့တယ်ဒီလိုနဲ့ပန်းတို့ရွာလေးဟာတပံပြန်လေလို့အေးချမ်းလာကသူ့အလုပ်ကိုအလုပ်ကိုလုံးနေပင်ရာနဲ့အိမ်နဲ့ရလှုပ်ရှားကန်စားနေကြရင်အေးချမ်းစွာဖြတ်တန်းလို့နေပါတယ်ရွာလေကုပ္ပကြီးမှာဆရာကောင်ရဲ့သွေးကွန်ရဲ့ထောင်ချောက်ကိုကျော်လာလေးတို့တငယ်ချင်း၃ယောက်ရဲ့တစ္ဆာဒိဋ္ဌံလင်းနဲ့နှိမ့်နေခဲ့ပြီးတဲ့နောက်ပန်းတို့ရွာကလေးဟာတပြေးပြေးနဲ့ပြန်လဲအေးချမ်းသွားခဲ့ရပါတယ်သွေးဆိုးဝိညာဉ်ငယ်ဆိုးကြီးလည်းနောက်ထပ်ပေါ်မလာတော့သလိုအိယာလေးလေးနေတဲ့ရွာကလူငယ်လေးတွေလည်းထူးဆန်းစွာယောဂပျောက်ကင်းပြီးပြန်လဲကျန်းမာလာခဲ့ပါတယ်အချိန်တွေဟာတွေ့ရွနဲ့ဂုံလွန်သွားခဲ့တာ၃နှစ်တိုင်ရှိခဲ့ပါပြီရွာသားတွေအနေနဲ့လည်းဆရာကောင်ရဲ့ရှင်းချောမှုကိုမိပြောက်ဖြစ်လာကြသလိုအောက်လန်းဆရာကြီးတော့ငါတို့ရွာကိုကြောက်လို့လန့်ပြေးပြီလို့တော့ရှော့တွဲပြီးအေးလူနေထိုင်လာကြပါတယ်ဒါပေမဲ့တော့နဲ့ကြီးထဲမှာဆရာကောင်ဟာ၃နှစ်ပတ်လုံးအငိုကြရင်အခွင့်ကောင်းကိုစောင့်နေခဲ့တာပဲဖြစ်ပါတယ်ကျော်လှအခုဆိုမင်းတို့ရွာသားတွေရောမင်းမငါအကြောင်းကိုမေ့လောက်ပြီးပေါ့ကွာအေး၃နှစ်တိုင်ငါကျွေးမွေးပြုစုစောက်ရှောက်ခဲ့တဲ့လူရောင်ဆောင်မကောင်းဆိုးဝါးကိုမင်းတို့ရွာတဲ့လူဖို့အချိန်တန်ပြီမင်းတို့ကလည်းအသက်9နှစ်အရွယ်ရောက်မှငါရဲ့တကယ်အကွက်ဆိုးကြီးကိုမြင်ရစေမယ်ကွာဆရာကောင်ကတောနဲ့ထဲကကူအမောင်ထဲမှာရဲဆွဲစွာရေရွတ်လိုက်ပါတယ်တစ်ဖက်မှာလည်းအချိန်ကာလတွေပြောင်းလဲလာတာနဲ့မျှကြော်လှကိုပြူမောင်တန်းတို့ကအသက်9နှစ်အရွယ်ကောင်လေးတွေဖြစ်လာခဲ့ကြပါပြီနေသားရင်းညနေခင်းတစ်ခုမှနပန်းတို့ရွာလေလမ်းမကြီးမှာကောင်လေး၃ယောက်ဖုန်တော်တဲ့စောကစားနေကြပါတယ်အသက်9နှစ်အရွယ်ရောက်လာပြီမဲ့သူတို့ရဲ့ဇယက်လေးတွေကတော့ပြောင်းလဲမသွားခဲ့ပါဘူးအဲ့အောင်ကြော်လှမောင်တန်းရောလာကွာဒီနေ့စစ်တိုက်တန်ကစားမယ်ငါကဘို့လုံးမယ်မင်းတို့ကငါတပည့်လို့ကိုပြူကအရင်နဲ့ရှိလာပြီးကြောင်ကြိုက်ထားတဲ့ပစိုးကိုပြင်ဝေရင်းပြောလိုက်ပါတယ်မောင်တန်းကလည်းလက်ထဲကတစ်သားသားလေးကိုကန်ကဘာကွာငါလည်းဘို့လုံးမှာပေါ့ဟာကိုပြူမင်းကတော့တန်းပဲနေဟာရမလားကွာအရက်ပူရှိတဲ့ကောင်ကဘို့လို့ရတာတော့ကွာကြော်တာဘာမှမဆိုင်ပါဘူးကိုပြူကစစ်တိုက်တဲ့မင်းမဲဘို့လို့ရှင်နေတာကျော်လာလေးကတော့ပုံတော်ထဲမှာထိုင်ရင်တေကန်လေးနဲ့မြေကြီးပေါ်မှာဆက်ကြပုံတဲ့ဆွေးနေရကနေမောကြည့်ပြီးကိုပြူကလည်းအမြဲတမ်းမင်းမဲပူလို့ရှင်နေတာအေးလေကွာ
ပြီးကြရင်သူကပိုဆိုပြီးတနတ်မှန်လည်းသိဘူးရမောင်တန်းကမကျေနပ်တော့တဲ့လေတံလေးနဲ့ထောက်ကန်ပြောဆိုလိုက်ပါတယ်လာပါကွာငါတို့ရွာဦးကျောင်းစည်းပင်အောင်ကိုတွားရောက်ဒီနေ့ရွာထဲမှာလူစိမ်းတယောက်ဝင်လာသလိုပဲကွာငါရင်ထဲမှာတမျိုးကြီးခံစားနေရတယ်ကျော်လာလေးကတိတ်ကိုင်းလေးကိုရှာရင်လေးနဲ့စွာပြောလိုက်ပါတယ်ကိုပြူကမျက်လုံးလေးပြူပြီးပြောလေရဲ့ကျော်လာလေရွာထဲကိုဈေးသည်တွေပွဲသားတွေလို့နေ့တိုင်းလာနေကြပဲဥစ္စာမင်းကစိုးရင်တရားမရှိရှာခြင်းစိုးရင်နေပြန်ပြီကွာလာကွာမောင်တန်းဈေးပင်အောင်တွားရောက်ပြောဆိုနဲ့ကိုပြူနဲ့မောင်တန်းတို့ပြေးသွားကြပါတယ်ကျော်လာလေးကတော့ခေါင်းကိုအသာခါရင်းတငယ်ချင်းနှစ်ယောက်ရဲ့နောက်ကိုလိုက်လာခဲ့တော့ပေါ့ရွာဦးကျောင်းဝင်းထဲကိုရောက်တဲ့အခါကျောင်းပေါ်မှာကပ္ပိယကြီးဦးမောင်နဲ့တကြီးဦးတာကြီးတို့ရင်နှွေးချမ်းတော့ရင်စကားပြောနေကြပါတယ်ကျောင်းရဲ့အောက်မှာတော့အဝေးကလာတဲ့ကုံတဲ့အိုကြီးတယောက်ကအထုပ်ပိုးတွေကိုရှာပြီးနားနေပါတယ်ထိုကုံတဲ့အိုကြီးဟာအသက်80ခန့်ရှိပြီးခါကုံမျက်နှာမှာရေးကြောင်းတွေနဲ့တနာစရာအိုးတယောက်လိုပုံစံမှာဒါပေမဲ့သူကဆရာကောင်လှုပ်လိုက်တဲ့လူရောင်ဆောင်မကောင်းဆိုးရပဲဖြစ်နေပါတယ်ဒီကနောင်ကြီးတို့ကျုပ်ကအဝေးကလာတဲ့ကုံတဲ့ပါလမ်းမှာဓမြတိုက်ခံရလို့ပစ္စည်းတွေလည်းအကုန်ပါသွားပါပြီအခုထိလည်းဘာမှမစားရသေးဘူးဗျာဒီရွာအတိတော်အနိုင်နိုင်လမ်းလျှောက်လာရတာပါဗျာဖြစ်နိုင်မယ်ဆိုရင်ကျုပ်ကိုဒီရွာမှာ3-4ရက်လောက်တဲကိုဝင်ပြပါလားဗျာကုံတဲ့ကိုကြီးကတုံရီရဲ့တန်နဲ့တနာစရာကောင်းပြောလိုက်ပါတယ်ကပ္ပိယကြီးဦးမောင်ကစိတ်ကောင်းရှိသူပြီးရင်နွေးကမ်းပေးရင်ရပါတယ်ဗျာအเจ้าမတဲမလားရွာတွေကတအိမ်မှများတဲမလားကျုပ်တို့တို့သူရွာသားတွေကအဲ့ဖို့ကြည်ရပါစေမယ်ဗျာသူအခါကုံတဲ့ကိုကြီးကလည်းကျေးဇူးကြီးမားလာပါတယ်ဗျာနေပါစေကျုပ်အတွက်နဲ့အပူဒုက္ခတွေမရောက်စေချင်ပါဘူးဖြစ်နိုင်ရင်ဟောဟူကစရက်ပေါ်မှာပဲကျုပ်ဓမြတွေတည်င်းကိုစုံစမ်းရင်းနေပါရစေဗျာတကြီးဦးသားကြီးကလည်းကောင်းတင်ငင်းနဲ့အဲ့လိုဆိုလေဟုတ်ပါတယ်လေဦးလေးသဘောပါပဲဗျာအဲဆိုရင်စားဖို့တော့ဖို့လည်းဘာမှမဟုတ်ဘူးဗာနဲ့ဟောဒီကပ္ပိယကြီးကစီစဉ်ပြလိုက်မယ်ဟုတ်လားကုံတဲ့ဦးကြီးကကျေးဇူးတင်စကားဆိုရင်ကိုပြအောက်ကနေထွက်လာတဲ့အချိန်မှာပဲစော်ကစားရန်ရောက်လာတဲ့ကျော်လှကိုပြမောင်တန်းတို့3ယောက်နဲ့ထိတ်တိုက်တိုးပါတော့တယ်ဟောကလေးလေးတွေပါလားလာပါအောင်ကွယ်အဖိုးစီကုံတဲ့အိုကြီးကမျက်နှာရှိုးသွေးပြီးခေါ်လိုက်ပါတယ်ကိုပြူကကုံတဲ့အိုကြီးရဲ့အထုပ်တွေကိုကြည့်ပြီးအဖိုးအထုပ်ထဲမှာမုံနေပါလားဗျကျုပ်ကိုမုံကျွေးရင်အဖိုးထုပ်တွေကိုကျုပ်တဲပေးမယ်မျက်လုံးလေးပြူပြီးမေးလိုက်ပါတယ်မောင်တန်းကလည်းဘေးကနေကျုပ်လည်းတဲပေးမယ်အဖိုးကောင်းလေး2ယောက်ရှိတူးမဲ့အချိန်မှာကျော်လာလေးကတင်ငယ်ချင်း2ယောက်ရဲ့ပုတ်ဖုံးကိုလှမ်းဆွဲပြီးနောက်ကိုဆုပ်လိုက်ပါတယ်ကျော်လာလေးရဲ့ပါရမီမျက်စိကကုံတဲ့အိုကြီးကိုကြည့်လိုက်တဲ့အခါအဖိုးဦးရဲ့ခန္ဓာကိုယ်ထဲမှာအမဲရောင်ပုတ်စော်နန်းလာတဲ့ဝိညာဉ်ဆိုကြီးတစ်ခုကန့်ညိနေပြီးအဖိုးဦးရဲ့ရှေ့ဘောအောက်ကမြေကြီးတွေဟာသွေးရောင်ပြောင်းနေတာကိုကွင်းကွင်းငုတ်ပဲမြင်လိုက်ရတယ်ဗျကိုပြူမောင်တန်းအနောက်ကိုစို့သူနားမသွားနိုင်မလို့ကျော်လာလေးကပြတ်သားလာတဲ့လေတန်းနဲ့អော်လိုက်ပါတယ်ကုံတဲ့အိုကြီးကမျက်မှောင်ကျုပ်သွားပြီးစိတ်ထဲကနေထိတ်လက်တုံးလို့သွားခဲ့ပါတယ်ဒီကောင်လေးကကျော်လာလေးပဲဖြစ်ရမယ်အသက်9နှစ်ပဲရှိသေးတာငါရဲ့လူရောင်ဆောင်အစီအကိုရိပ်မိနေတာလားဆရာကောင်ပြောတာတကယ်မှန်တာပဲအဲ့လိုတွေးလိုက်ပြီးအဖိုးကလေတံပြောင်းကဘာလို့လဲမြေးလေးရဲ့အဖိုးကိုကြောက်လို့လားအဖိုးကဘာမှမလုပ်ပါဘူးကွဥဆိုကကျော်လာလေးရဲ့လက်ကိုလှမ်းကန်ဖို့ကြိုးစားလိုက်ပါတယ်ကုံတဲ့ဦးကြီးရဲ့လက်သေးတွေကနေအောက်လန်းစိမ့်ငွေတွေဖြတ်ကနေထွက်လာပြီးကျော်လာလေးစီကိုဥတီလာတဲ့အချိန်မှာပဲဟုတ်ကဲ့ပါဒီနေ့အတွက်ဇလန်လေးကတော့ဒီမှာပဲတခန့်ရက်ခွင့်ပြုပါခင်ဗျာနောက်ရက်များမှာလည်းကြံရှိနေသေးတဲ့အပိုင်းလေးတွေကိုဆက်လက်တင်ဆက်ပေးအောင်မှာမို့ကျွန်တော်ရဲ့ MZO Entertainment YouTube Channel လေးကို like and subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာလာရောက်နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်မျိုးစောဦးပါ